ငါးပါးသီလရှောင်းနေလို့စီးပွားမဖြစ်ဘူးလို့ထင်မြင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိကြတကယ်ကတော့ငါးပါးသီလဆိုတာစဉ်းစားကြည့်ပေါ့ငါးပါးသီလငါးပါးသလုံးဟာအလုံးဟာမရှောင်ဘူးဆိုရင် criminal case ပဲဒါရာဇဝတ်မှုတွေကြီးပဲကောပြစ်မှုတွေကြီးပဲကောဆိုတော့ပါဏာတိပါဒမရှောင်ဘူးဆိုလူတွေမှာတော့ပါဏာတိပါဒတတ်လို့ရတဲ့အကောင်ရှိတယ်တတ်လို့မရတဲ့ဟာရှိတယ်ဥပမာလူတော့သွားမတတ်ဒီပြင်ကောင်တွေတော့တတ်လို့ရတယ်လို့ယူဆကြတယ်ဗုဒ္ဓရဲ့ဆုံးမမှာတော့မဟုတ်ဘူးဖယ်တတ်တော်ကိုမှမတတ်နဲ့ကိုချင်းစာတရားနဲ့မေတ္တာနဲ့ထားဖယ်တတ်တော်ကိုမှမတတ်ရအဲ့တော့တတ်ချင်းဆိုတဲ့ဟာ criminal case တစ်ခုပဲတရားရုံးတွေမှာကြည့်ရင်ဘာနဲ့အပြစ်ဒဏ်ကြလူသတ်မှုနဲ့အပြစ်ဒဏ်ကြဟောဒီလိုဟာမျိုးနဲ့လာတာလေအဲ့တော့တတ်တယ်ဖြတ်တယ်ဆိုတဲ့ဟာလေလူသတ်မှုဆိုတာရာဇဝတ်မှုကြီးတစ်ခုဖြစ်တယ်အဲ့တော့ဘယ်တရားကိုမှမတတ်ဘူးဆိုရင်ဒီရာဇဝတ်မှုကိုယ်တဏ္ဍာမှာဖြစ်เสียအကြောင်းမရှိတော့ဒါကအဋ္ဌိဏဒါနဆိုတာသူများပဲပေးတဲ့ပစ္စည်းကိုယူခြင်းမှရှောင်အောင်မရှောင်ဘူးဆိုရင်ဘာဖြစ်လဲသူများပစ္စည်းကိုလင်းယူတယ်ညာယူတယ်ခိုးယူတယ်မမှန်မကန်ပစ္စည်းတွေနဲ့လဲယူတယ်အဲ့ဒီလိုလုပ်တယ်ဆိုရင်ဒါလည်း criminal case တစ်ခုဖြစ်သွားတယ်ရာဇဝတ်မှုတစ်ခုဖြစ်သွားတယ်ဟာပစ္စည်းခိုးလို့တယ်တခိုးဓမြဟာအရိဏဒါနမလုံလို့ဖြစ်တာပေါ့အရိဏဒါနလုံလို့ရှိရင်တခိုးဓမြမဖြစ်လူသက်ပြီးပစ္စည်းယူသွားတဲ့ပြစ်မှုတွေကမြန်မာလူမျိုးတွေမကြားခြင်းအဆုံးပဲလေနော်လူလက်သက်တဲ့ပစ္စည်းတွေယူသွားတယ်ဒါရာဇဝတ်မှုတွေပဲအကယ်၍လာငါးပါးသီလလုံးနေမယ်ဆိုလို့ရှိရင်ဒီပြစ်မှုမျိုးတွေဟာပေါ်မှာမဟုတ်ဘူးနော်ကာမေတုမိစ္ဆာစာရကြည့်ကာမေတုမိစ္ဆာစာရဆိုတာမိသားစုတွေရှိကြကိုမိသားစုကိုဂုဏ်သိက္ခာရှိရှိနေကြထိုင်ကြဂုဏ်သိက္ခာကိုပြည့်ရွှင်စေရိတ်လုပ်တယ်တို့ဘာလို့ဆိုတာတွေခုခေတ်မှာမကြားခြင်းအဆုံးပြစ်မှုကြီးတစ်ခုဖြစ်တယ်အဲ့ဒီပြစ်မှုကြီးဟာလည်းပဲကာမေတုမိစ္ဆာစာရဝေရမဏိဆိုဒီကိုချင်းသီလပြေးလိုက်တာနဲ့တပြိုင်နက်ဒီပြစ်မှုဟာပျောက်ကွယ်သွားနိုင်တယ်လေအခုတော့ဒီပြစ်မှုကြီးတွေကလောကကြီးမှာနေရာတကာမှာမကြားခြင်းအဆုံးလို့ဖြစ်လာတယ်အဲ့တော့ငါးပါးသီလလုံလိုက်မယ်ဆိုရင်ဒီပြစ်မှုတွေရှိလာမှာမဟုတ်ဘူးပေါ့နောက်မုဒ္ဒဝါဒဝေရမဏိ